ပေါက်မြို့နယ်ရှိရေပြရဲစခန်းနှင့်ကုတ်ကိုစုရွာသိမ်းပိုက်မှုအတွင်းစစ်အုပ်စုတပ်သားအလောင်း30ကျော်စစ်သုံးပန်း60ကျော်နှင့်လက်နက်ခဲယမ်း50ကျော်ကိုသိမ်းဆည်းရရှိပါသည်။မကွေးတိုင်းပခုက္ကူခရိုင်ပေါက်မြို့နယ်အတွင်းကမဟာဗျူဟာလမ်းပိုင်းထိန်းချုပ်ရေးအတွက်အရေးပါတဲ့ရေပြနယ်မြေရဲစခန်းနှင့်ကုတ်ကိုစုပြူစောထီးရွာတို့ကိုသိမ်းပိုက်ခဲ့မှုအတွင်းစစ်ကောင်စီတပ်သားတေဆုံးမှုနဲ့နောက်ဆက်တွဲအချက်လက်တွေကကိုပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့နဲ့ဇွန်လ4ရက်နေ့တွေမှာပေါက်မြို့နယ်အရှေ့ပိုင်းပသိမ်မုံရွာလမ်းပိုင်းနဲ့ပေါက်မင်းတက်လမ်းပိုင်းမှာရှိတဲ့ရေပြရဲစခန်းနဲ့ကုတ်ကိုစုပြူစောထီးစခန်းတွေကိုပခုက္ကူခရိုင်အခြေစိုက်တပ်ရင်းတွေအပြင်မြိုင်နဲ့ပေါက်တပ်ဖွဲ့တွေကအညာမြေစစ်စင်ရေးပထမအဆင့် Operation 9ဖြစ်ရှေ့ဆင်းနောက်ဆင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်သိရပါတယ်။ပေါက်ပကဖရဲ့ထုတ်ပြန်ချက်အရအထက်ပါစခန်းသိမ်းတိုက်ပွဲနှစ်ခုကနေစစ်အုပ်စုအလောင်း30ကျော်ကိုသိမ်းဆည်းရရှိခဲ့ပြီးရဲနဲ့ပြူစောထီး65ဦးကိုစစ်တုံးမှန်းဖြစ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တော်လန်ရေးဘက်လက်နက်ချအလင်းဝင်ရောက်လာသူ6ဦးရှိခဲ့ပြီးကျေးရွာနေပြည်သူ246ဦးကိုလည်းကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကနေလက်နက်ငယ်55လက်နက်ကြီး4လက်ကြီးမျိုးစုံ3465တောင်းနဲ့အတူစစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတော်လန်ရေးတပ်တွေဘက်ကသိမ်းမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်အနေနဲ့စစ်အုပ်စုစခန်းတွေတိုက်ခိုက်ခံနေရချိန်မှာတရားဦးမကွေးနဲ့မိထီလာလေစိတ်တက်ချက်ဖိုက်တာ6စီး Y10 2ရုံ5စီးအထိအသုံးပြုပြီးတိုက်ပွဲနေရာတွေစီဘုံဒီအလုံးရေ280လုံးထပ်မံကျဲချခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပေါက်အခြေဆိုင်ကပ္ပစာ24ကစစ်အုပ်စုတွေဟာတိုက်ပွဲဖြစ်ပွားနေရာစီ155မမဟောင်းဝစ်စာလက်နက်ကြီးတွေနဲ့6ကြိမ်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တော်လန်ရေးတပ်တွေအနေနဲ့ကုတ်ကိုစုပြူစောထီးကျေးရွာကိုဝင်ရောက်တိုက်ခိုက်ချိန်မှာတပ်ကွင်းတပွဲဖြစ်နေတဲ့လေကွင်းပြင်ဟင်းလင်းတွေကိုပါတော်လန်ရေးရဲဘော်တွေကရဲဝုန်းနဲ့ဖျက်ကျော်ခဲ့ရတယ်လို့ပေါက်ပကဖကထုတ်ပြန်ပြောဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေတဲ့စစ်အုပ်စုဘက်ထိခိုက်ဒေဆုံးမှုတွေအပြင်တစ်ဖက်မှာလည်းတော်လန်ရေးတပ်တွေဘက်ကထိခိုက်ကြဆုံးခဲ့တာတွေရှိပြီးကြဆုံးခဲ့တဲ့ရဲဘော်တွေကိုလည်းဥညွတ်အလေးပြုကြောင်းပေါက်ပကဖကဆိုပါတယ်။ရေပြစခန်းနဲ့ကုတ်ကိုစုရွာက2မိုင်ပဲကွာပါတယ်။တိန်းတာတော့တပြိုင်နက်တိန်းတာပါ2ရက်တော့ကြာသွားပါတယ်။ရန်သူစခန်းကကွင်းပြင်ကျဲကြီးကိုဖျက်ရပြီးဘန်ကာတွေကတုတ်ကျင်းတွေနဲ့ရှိတယ်လေချောင်းရောလက်နက်ကြီးရောပစ်ကူတယ်ခဲယမ်းလဲချပေးတယ်ရဲဘော်တွေလည်းယွန်းချွန်ခက်ခဲတိုက်ခိုက်ခဲ့ရပါတယ်အဲ့အတွက်ပေးဆက်မှုတွေလည်းရှိခဲ့ပါတယ်လို့ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ရှိသူတဦးကမောင်းကိုပြောပါတယ်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးအကျဉ်းချခံရခြင်းကနေလွတ်မြောက်စေဖို့အတွက်ရည်မှန်းပြီးပခုက္ကူခရိုင်တွင်းကမြို့နယ်9ခုမှာပကဖတပ်တွေအတူပူးပေါင်းပြီးခရိုင်ပကဖစစ်စင်ရေးအဖြစ်အညာမြေစစ်စင်ရေးကိုစတင်ဖော်ဆောင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါအညာမြေစစ်စင်ရေးရဲ့ပထမအဆင့် Operation ငယ်တစ်ခုအဖြစ်ပေါက်မြို့နယ်အတွင်းကအထက်ပါရေပြနယ်မြေရဲစခန်းနဲ့ကုတ်ကိုစုပြူစောထီးရွာတို့ကို Operation 9အဖြစ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်းပေါက်ပကဖကအသိပေးပါတယ်။ဒါအပြင်အထက်ပါနေရာနှစ်ခုလုံးဟာပေါက်မြို့နယ်တွင်ပြည်သူစစ်မဟာဗျူဟာအရအချက်ချကြသလိုမဟာဗျူဟာလမ်းပိုင်းထိန်းချုပ်ရေးမှာအဓိကအရေးပါတယ်လို့လည်းဆိုပါတယ်။ဒီစစ်စင်ရေးကိုပခုက္ကူခရိုင်ပကဖပေါက်မြို့နယ်ပကဖမြိုင်မြို့နယ်ပကဖ drone လက်ယုံတပ်ပေါက်မြို့နယ်ပကဖ drone လက်ယုံတပ် KG NGY FDLYRF ပခုက္ကူခရိုင်အမှတ်12တပ်ရင်းပခုက္ကူခရိုင်အမှတ်18တပ်ရင်းအမှတ်4မကွေးတိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းNGY3 10AOU 4တို့နဲ့ဒေတာတွင်းတော်လန်ရေးအင်အားစုတွေကပူးပေါင်းလှုပ်ဆောင်နေတာလို့သိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်ရမှာလဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန AOD ပကဖရုံးချုပ်နဲ့ပြည်ထောင်စုရဲ့ထောက်ပံ့ညွှန်ကြားမှုတွေအပြင်မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးရဲ့လမ်းညွှန်ကူညီမှုတွေနဲ့အခြားမဟာမိတ်တပ်တွေကပါအတူစုပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင်ဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေနဲ့ကယ်ဆယ်ထားတဲ့ပြည်သူတွေကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကချမှတ်ထားတာမူဝါဒလမ်းညွှန်ချက်တွေနဲ့အညီလူသားချင်းစာနာထောက်ထားမှုလူအခွင့်အရေးတွေနဲ့ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းပေါက်ပဖကထုတ်ပြန်ပါတယ်